အားလုံးပဲမင်္ဂလာညနေခင်းပါရှင်ဒီနေ့ကျွန်မပြောမယ့်ခေါင်းစဉ်ကအခန်း19လီလီဂျပန်အဖြူဒီပိုင်းရဲ့နာမည်ကတော့ဟီဘရူးဘာသာစကားနဲ့ဆိုရင် NYMPHEE နမ်ဖြာယာ ALBA ဖြစ်ပြီးရုက္ခဗေဒနာမည်အရဆိုရရင် white နနုဖာ NENUPHA ဖြစ်ပါတယ်ပန်းတွေကမရှိဘူးဆိုရင်ကိုင်တွယ်လို့မရတဲ့အမွေအနှစ်ဆိုတာရမရှိပါဘူးနင်းကျမတို့ကဂျပန်တွေအားလုံးအမျိုးအစားတူတယ်လို့ထင်ထားကြတယ်လေတကယ်တမ်းတော့စကြီးကလေးကမတူပါဘူးလေအရွက်တွေကောတခြားအရာတွေကောကွာခြားမှုတွေရှိပါတယ်အစ္စရေးမှာကတော့ဒီပန်းဟာကျန်းစာအရတန်မိုးရှိတဲ့ပန်းဖြစ်ပြီးခိုတုံးကလေးကရဲ့ဒီနေ့ထိရဲ့ရက်ပြီးနေပါလေဒီပန်းလေးဟာလီလီပန်းလေးလိုပါပဲအဲ့ဒီကျန်းစာအချိန်ကပန်းတွေကိုတိတ်ချာမဖွင့်ဆိုနိုင်သေးလို့ပါတစ်ကင်းခွန်19မှာကတော့မြို့တော်မှာကတော့ဝင်ဝကြောက်တိုင်ထိန်မှာလီလီပန်းတွေနဲ့ပုံဖော်ထားပါတယ်အမြင့်ကလည်းလေးကျုပ်ပစ်တောင်ရှိတယ်ကျမရဲ့ဘာသာပြန်ဆိုချက်ကြီးအစ္စရေးရဲ့နာမည်ဟာပြည်သူများလို့ဆိုလိုထားတယ်ဘာဖြစ်လို့လဲဆိုရင်လူမျိုးစုတွေအများကြီးရှိလို့ပါထပ်ပြီးပုံဖော်ပေးရရင်တော့အစည်းအဝေးနေရပါအဲ့ဒီမှာချင်းတွေ့ဆုံဆွေးနွေးကြတယ်လေအစ္စရေးရဲ့တောင်ဘက်ချမ်းကိုတော့အဖြူရောင်လီလီပန်းမြောက်ဘက်ချမ်းကိုတော့အပြာရောင်လီလီပန်းအနေနဲ့တင်စားထားပြီးတောင်ဘက်မှာကနိငတ်တေကနာယအာရဗာဂျိုင်ဝွန်Red Sea Egypt Jordan ရှိတယ်မြောက်ဘက်မှာက Golan Heights Syria Lebanon ရှိပါတယ်ဒီပန်းဟာရေနဲ့ကြီးထွားတဲ့ပန်းဖြစ်ပြီးအဖြူရောင်အပြာရောင်ပန်းရောင်အဝါရောင်ရှိပြီးအနက်မွေးတယ်အစ္စရေးမှာကတော့ပန်းရိုင်းတွေဟာမျိုးသုံးနေပါပြီအစ္စရေးရဲ့တိုင်းပြည်ကသူတွေလှလှပပနဲ့ပြုံးတာလေးတွေ့ကြည့်ရင်တော့ Hebrew University of Jerusalem ရဲ့ Tel Aviv University ကရုက္ခဗေဒဥယျာဉ်များရဲ့ရေကန်အတုတွေရဲ့ကကျိုးဆိုပါလေနီနီ IP ပုဂ္ဂလိကသုတေသနစာတမ်းပြုစုသူနီနီ NGO ဗက်တင်နာယကကျေးဇူးပါအလုံးကိုအထူးကျေးဇူးတင်ပါတယ်ကျမဒီ head-on video က Israel ရဲ့ intellectual property right အတွက်ပြင်ဆင်ပေးတာပါရှင်ကျေးဇူးတင်ပါတယ်